မင်္ဂလာပါရှင်ဒီကနေ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မင်းအောင်လှိုင်မြောက်စားကြီးမြင့်ထားတဲ့ကြားဖြန့်အုပ်စုနှင့်မြန်မာလက်တလောကဘာပေါ်တွင်လူပြောအများဆုံးအရာတစ်ခုမှာကြားဖြန့်များအကြောင်းဖြစ်ပါတယ်ထိုအမည်နဲ့တွဲပြီးမြန်မာကမ္ဘောဒီးယားနိုင်ငံတို့တွဲပါနေကြပါတယ်ကြားဖြန့်များသည့်ရခိုင်လိုဒေတာတွင်ပြဿနာမဟုတ်တော့ပဲကမ္ဘာပြဿနာအဖြစ်သို့တဖြည်းဖြည်းချင်းတက်လှမ်းသွားနေပြီဖြစ်ပါတယ်၎င်းတို့သည်ငွေလိမ်လည်မှုတာမကလူတက်မှုပြည်တစားမှုလူကုန်ကူးမှုနဲ့ကိုအင်္ဂါရောင်စားမှုများပါလှုပ်ဆောင်သည့်အထိဆိုးရွားလာတော့ပါတယ်။ထို့ကြောင့်လာမယ့်အာဆီယံအစည်းအဝေးတွင်ကြားဖြတ်နှိမ်နင်းရေးသည်ထည့်သွင်းဆွေးနွေးရမယ့်အဂျင်ဒါတွေပါဝင်သွားခဲ့ပြီဖြစ်ပါတယ်။ထို့ကြောင့်ယခုရက်ပိုင်းတွင်အကြီးအကျယ်နှိမ်နင်းတဲ့အောင်လှုပ်ပြနေခြင်းဖြစ်ပါတယ်။ကြားဖြတ်များသည့်တရုတ်နိုင်ငံမှအစပြု၍တရုတ်အစိုးရ၏ဖိနှိပ်မှုကြောင့်ဤဆက်ရာနိုင်ငံများသို့ပြေးလာကဆက်လက်လှုပ်ဆောင်ကြသူများဖြစ်ပါတယ်။ကိုကန့်ဒေတာတွင်ကာစီနိုနှင့်လောင်ကစားကိုအဓိကလှုပ်ဆောင်နေရမှ2020ကိုဗစ်ကာလတွင်တော့အွန်လိုင်းလိမ်လည်မှုများဘက်သို့ဦးတည်သွားကထိုအရာများမှအမျက်အစွန်းကလွန်စွာကြီးလာသည့်နောက်ထိုကြားဖြန့်ခိုင်းများသည့်ခြေပြန့်လာတော့သည်ထိုသူတို့သည်တရုတ်နိုင်ငံသားများကိုဦးတည်ကလိမ်လည်ကြပြီးနောက်တရုတ်အစိုးရ၏ဒေါသသည်ကိုကန့်ကောင်းဆောင်များအပေါ်သို့ကြားရောက်လာတော့သည်ထို့ကြောင့်နောက်ဆုံးတွင်တော့2029စစ်စင်ရေးကိုခွင့်ပြုခြင်းဖြင့်ကိုကန့်ဒေတာရှိကြားဖြန့်များကိုရှင်းလင်းတော့သည်ကိုကန့်ဒေတာရှိအင်အားကြီးဆုံးမိသားစုကြီးလေးခုကိုဖမ်းဆီးလိုက်ခြင်းဖြင့်ရှမ်းမြောက်ရှိကြားဖြန့်များတက်ခန့်ရက်သွားတော့သည်သို့သောထွက်ပြေးလာသောကြားဖြန့်များသည်ကရင်ပြည်နယ်ရှိရွှေကုတ်ကိုမြို့သစ်သို့ခရီးဆက်လာကြတော့သည်ရခိုင်ကကရင်ပြည်နယ်တွင်ကြားဖြန့်မရှိခဲ့ပေ2012ခုနှစ်မှာတရုတ်ပြည်ထောင်မှလွတ်လာသောရှီကျင်ကျန်းက2019တွင်ကရင်ပြည်နယ်သို့လာရောက်ကစောချစ်သူနှင့်စာချုပ်ချုပ်ဆိုကဒေါ်လာ15ဘီလီယံတန်ဖိုးရှိသောရွှေကုတ်ကိုမြို့သစ်ကိုတီထောင်လိုက်ခြင်းဖြင့်ကြားဖြန့်တို့ကရင်ပြည်နယ်တွင်တဖြည်းဖြည်းချင်းစတင်ထွက်ပေါ်လာတော့သည်ကရင်လက်နက်ကိုင်များအနေဖြင့်လည်းငွေကြေးအဖြစ်များစွာတောင်းတင်းလာခဲ့တော့သည်နေဆက်ဒေတာဖြစ်ခြင်းတရားဥပဒေစိုးမိုးမှုအားနည်းခြင်းနှင့်လက်နက်ကိုင်မျိုးစုံကျက်စားရာဒေတာဖြစ်သဖြင့်ထိုဒေတာသည်ကြားဖြန့်တို့အတွက်နေရာကောင်းဖြစ်ခဲ့သည်ယခုအခါတွင်တော့ရွှေကုတ်ကိုအပါဝင်တောင်ရင်းမြစ်ကန်တလျှောက်ရှိကြားဖြန့်တို့မှာအနာဂတ်မသေးကြတော့ပေကြားဖြန့်တို့အခြေစိုက်ရာသည့်အရှေ့တောင်အာရှဒေသတွင်ဖြစ်သည့်မြန်မာကမ္ဘောဒီးယားနှင့်လာအိုတို့မှအဓိကခြေကုပ်ရယူထားသည်ကြားဖြန့်လုပ်ငန်းများတွင်ပါဝင်နေသူပေါင်းမှ2သိန်းခန့်ရှိသည်ဟုခန့်မှန်းထားကြသည်ယခုအခါထိုလုပ်ငန်းများသည့်နေဆက်ဖြတ်ကျော်လိမ်လည်မှုများကိုတကမ္ဘာလုံးတွင်လုပ်ကိုင်လျက်ရှိရာအမေရိကန်ဗြိတိန်နှင့်အခြားနိုင်ငံများပါထိုဒုက္ခကိုခံစားနေကြရပြီဖြစ်သည်အမေရိကန်သတင်းထောက်များမှကွင်းစင်သတင်းထောက်လိုက်၍ The New York Times သတင်းစာကြီးတွင်အသေးစိတ်ရေးသားခဲ့ကြသည်ကြားဖြန့်များသည့်အမေရိကန်ပြည်သူများထံမှတစ်နှစ်လျင်ဒေါ်လာ16.6ဘီလီယံအထိလိမ်လည်ခဲ့ကြသည်ဟုပါရှိသည်ထိုပမာဏမှာအမေရိကန်လိုနိုင်ငံအတွက်ပင်နေသည့်ပမာဏမှာဟုတ်ပေထို့ကြောင့်အမေရိကန်နှင့်ဗြိတိန်တို့သည်ရခိုင်လိုဘေးထွက်ထိုင်ကြည့်ပြီးစကားဖြင့်ပြောနေရုံနှင့်မရနိုင်တော့ပေရိုဟင်ဂျာအရေးနှင့်မြန်မာနွေဦးတော်လှန်ရေးများသည်၎င်းတို့နှင့်ဓာတ်ရိုက်မသက်ဆိုင်တော့လေယခုကိစ္စကတော့၎င်းတို့၏အကျိုးစီးပွားကိုထိပါနေပြီးဖြစ်၍ခိုင်တွယ်ဖို့လှုံ့ဆော်လာခြင်းဖြစ်သည်ကမ္ဘောဒီးယားရှိကြားဖြတ်လုပ်ငန်းများမှဒေါ်လာ14ဘီလီယံကိုအမေရိကန်ကသိမ်းယူလိုက်ခြင်းသည်ထိုကိစ္စကိုကင်တွယ်နေပြီဖြစ်ကြောင်းပြသလိုက်ခြင်းဖြစ်သည်ထို့ပြင်အမေရိကန်တောင်ကိုရီးယားနှင့်ဗြိတိန်တို့ပူးပေါင်း၍အရေးဆိုသောကြောင့်ကမ္ဘောဒီးယားအစိုးရသည်ကြားဖြတ်လုပ်ငန်းများကိုအကြီးအကျယ်ဖမ်းဆီးနေရသည်တောင်ကိုရီးယားကထိုလုပ်ငန်းများတွင်ပါဝင်နေသောကိုရီးယားများကိုလာရောက်ဖမ်းဆီးပြီးပြန်လည်ခေါ်ဆောင်သွားသည့်အထိပြုလုပ်လာခဲ့သည်ကမ္ဘောဒီးယားရှိကြားဖြတ်များအားနည်းသွားပြီးနောက်လက်ရှိကြီးကြီးမားမားကြန့်ရှိနေသည်မှာစောချစ်သူ၏အကာအကွယ်အောက်ရှိရွှေကုတ်ကိုအပါဝင်ကြားဖြတ်လုပ်ငန်းများဖြစ်သည်ကဘာကြီး၏မျက်စိသည်ထိုဒေသအပေါ်ကြားရောက်လာနေပြီဖြစ်သည်လက်ရှိအာဆီယံအစည်းအဝေးတွင်ကြားဖြတ်ရေးကိုထည့်သွင်းဆွေးနွေးမည်ဟုဝါရှင်တန်ကအတည်ပြုထားခဲ့သလိုမလေးရှားဝန်ကြီးချုပ်ကလည်းထပ်ဆင့်အတည်ပြုခဲ့သည်အမေရိကန် CIA ဗြိတိန် MI6 တို့သည်ထိုင်းတွင်အခြေချ၍အသေးစိတ်လေ့လာနေသလိုတရုတ်ထောက်လှမ်းရေးများကလည်းမဲဆောက်တွင်ရုံးဖွင့်၍ထောက်လှမ်းနေခဲ့သည်ထို့ကြောင့်ကြားဖြတ်ရှင်းလင်းရေးကိုစောချစ်သူ၏ BGF နှင့်စစ်တပ်တို့ပူးပေါင်း၍လှုံ့ဆော်လာခြင်းဖြစ်သည်ထို့ရာတွင်အဓိကသွေးကြောဟုခေါ်ဆိုရမည့်ရွှေကုတ်ကိုမူယခုထိမတွေ့ရှိရသေးပေကိုကန့်ကောင်းဆောင်များ၏ထွက်ဆိုချက်များကိုတရုတ်ကကဘာတိထုတ်လွှင့်ခြင်းအမေရိကန်နှင့်အနောက်နိုင်ငံများကမြန်မာနယ်စပ်ရှိကြားဖြတ်များကိုအာရုံကျလာခြင်း၎င်းတို့၏သတင်းဆိုးများကကမ္ဘာမီဒီယာများတွင်ဇက်တိုက်ပါရှိလာခြင်းမှာမကြာခင်အရှင်တစ်ခုကြောက်ရောက်လာနိုင်သည့်အနေအထားဖြစ်သည်2025ခုနှစ်တွင်စစ်တပ်မှအချို့ဒေသများတွင်စစ်ရေးအသာရခြင်းနိုင်ငံရေးအရာတိုးတက်လာမှုများရှိလာတော့လေယခုလတွင်စုံယုံမှုအချို့ရှိလာခဲ့ပြန်သည်အဆိုဆုံးမှာ NCA 10နှစ်ပြည့်ဖြစ်ပြီးဖိတ်ကြားထားသောသူအများစုမလာကြခြင်းတရုတ်လိုအဓိကကြောထောင်းနောက်ခံနိုင်ငံကြီးရှေ့တွင်လက်မှတ်ထိုးထားသူ3ဖွဲ့သာလာတက်ကြခြင်း RCSS ထုတ်ပြန်ချက်များထွက်ပေါ်လာခြင်းကြောင့်ရွေးကောက်ပွဲကိုကမ္ဘာကပုံမတန်တရားရှိလာပြီးကန့်ကွက်တမ်းများဆူညံလာခဲ့သည်ထိုအချိန်တွင်ကမ္ဘာစာမျက်နှာတွင်အချိန်ကိုက်ပေါ်ထွက်လာသောကြားဖြန့်သည်မြန်မာနိုင်ငံရေးကိုကင်လုံနိုင်သည့်ကိစ္စအဖြစ်ထွက်ပေါ်လာသည်NUG မှဒေါက်တာဝင်းမြတ်အေးက MBU Assembly တွင်
ကြားဖြတ်လုပ်ငန်းများတွင်စစ်တပ်နှင့်ဆက်နွယ်နေသည်ဟုပြောဆိုလိုက်ခြင်းဖြင့် narrative အသစ်တစ်ခုကိုတင်သွင်းလိုက်ပြီးဖြစ်သည်ထို narrative ကိုနိုင်ငံကြီးများမှမြည်သည့်အထိလက်ခံမည်မခံမည်ထိုအ၍သည်ညီများအထိပေါက်ရောက်မည်ကိုမသိနိုင်သေးတော့လေ impact ကတော့ရိုက်ခတ်နေပြီဖြစ်သည်ကဘာကရွှေကုတ်ကိုအရေးကိုကင်တွယ်မီဆိုလျင်စစ်တပ်ကစောချစ်သူကိုထိုးကျွေးမီလောစောချစ်သူကောတံပြန်ရန်မြည်သည့်အစီအမံများပြုလုပ်ထားမည်ဆိုသည်ကိုစောင့်ကြည့်ရမည်ဖြစ်သည် BGF သာထိုးကျွေးခံလိုက်ရပါကကရင်ပြည်နယ်တွင်တိုက်ပွဲများသည့်ညချီအနေအထားကိုပြန်လည်ရောက်ရှိသွားနိုင်သည်ကြားဖြတ်အရေးသည်မြမအရေးဘက်နှစ်ဖက်လုံးတွင်အရေးကြီးသည့်ကိစ္စဖြစ်ပြီးအကောင်းဆုံးစီမံနိုင်သူကအားသာသွားနိုင်သည့်အရေးကြီးသည့်ပု္ပ္ပာဖြစ်ကြောင်းတင်ပြလိုက်ပါတယ်ဆက်လက်ပြီးအရှေ့တီမောနိုင်ငံအာဆီယံအဖွဲ့ဝင်ဖြစ်လာတာကိုကြိုဆိုတယ်လို့ NUG ထုတ်ပြန်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အရှေ့တီမောနိုင်ငံအာဆီယံအဖွဲ့ဝင်အဖြစ်17နိုင်ငံမြောက်ဖြစ်လာတာကိုကြိုဆိုတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကထုတ်ပြန်လိုက်ပါတယ်တီမောလက်စတေနိုင်ငံအနေဖြင့်အာဆီယံမိသားစုဝင်ဖြစ်လာတဲ့အတွက်နှွေးထွေးစွာကြိုဆိုပါတယ်လို့ NUG ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ဒေတာရင်းစည်းလုံးညီညွတ်မှုနဲ့ပူးပေါင်းဆောင်ရွက်မှုကိုပုံမှန်ခိုင်မာစေဖို့စုမွန်ကောင်းတောင်းအပ်ပါတယ်လို့လည်း NUG ကထုတ်ပြန်ထားပါတယ်အရှေ့တီမောနိုင်ငံကို17နိုင်ငံမြောက်အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ်တရားဝင်လက်ခံကြောင်း48ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးမှာလက်မှတ်ရေးထိုးအတည်ပြုပါတယ်အရှေ့တီမောနိုင်ငံကိုအာဆီယံအဖွဲ့ဝင်အဖြစ်အတိအမှတ်ပြုဖို့2025အာဆီယံဥက္ကဋ္ဌဖြစ်တဲ့မလေးရှားဝန်ကြီးချုပ်အပါအဝင်အာဆီယံခေါင်းဆောင်တွေနဲ့နိုင်ငံခေါင်းဆောင်တွေကလက်မှတ်ရေးထိုးခဲ့ကြပါတယ်အာဆီယံက26နှစ်အတွင်းပထမဆုံးအကြိမ်အဖြစ်နောက်ထပ်အဖွဲ့ဝင်10နိုင်ငံကိုလက်ခံခဲ့တာပါအရှေ့တီမောနိုင်ငံဟာ2002ခုနှစ်မှာအင်ဒိုနီးရှားထံကလွတ်လပ်ရေးရရှိခဲ့ပြီး2011ခုနှစ်မှာအာဆီယံအဖွဲ့ဝင်အဖြစ်ပထမဆုံးစတင်လျှောက်ထားခဲ့ပါတယ်ဆက်လက်ပြီးကြောက်ဖြူတိုက်ပွဲပြင်းထန်နေပြီးစစ်ကော်မရှင်တပ်တေဆုံးမှုများ၍3ရက်ဆက်တိုက်လေကြောင်းပစ်ကူပို့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကြောက်ဖြူမြို့နယ်တွင်တိုက်ပွဲများပြန်လည်ပြင်းထန်လာပြီးစစ်ကော်မရှင်ကမြေပြင်စစ်ကြောင်းထိုးကလေကြောင်းမှပါဘုံကျဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်းသိရပါတယ်စစ်ကော်မရှင်သည်ပြီးခဲ့သည့်အောက်တိုဘာ23 24 25ရက်တို့တွင်တိုက်ပွဲဖြစ်ပွားရာတိုက်ချောင်းကြီးပါနှင့်ခုလာပါချောင်းဝစသည့်နေရာများကိုလေကြောင်းမှဘုံကျဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ပါတယ်အာရခတပ်တော် AA နှင့်စစ်ကော်မရှင်တို့ကြောက်ဖြူရှိလမ်းကွယ်ခုလာပါချောင်းဝကြီးရွာများကြားတွင်တိုက်ပွဲဖြစ်ပွားနေပြီး AA ဘက်မှတံပြန်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းသတင်းချင်းမြစ်ချမ်းမှသိရပါတယ်တိုက်ချောင်းတိုက်ပွဲမှာစစ်တပ်ဘက်က90ကျော်လောက်ကိုတည်တယ်ဟုစစ်ရေးသတင်းရင်းမြစ်ကသတင်းဌာနကိုပြောပါတယ်စစ်ကော်မရှင်ကကြောက်ဖြူရန်ပြဲတစ်ပုတ်တောင်လမ်းဆောင်မှနေ၍ခုလာပါကြီးပါအနီးတစ်ဝိုက်တွင်စစ်ကြောင်းများထိုးနေပြီးAAတပ်များရှိရာဂေါ်တူတောင်ကိုဥတီတိုက်ခိုက်နေကြောင်းဒေတာရင်းသတင်းရင်းမြစ်များထံမှသိရပါတယ်စစ်ကော်မရှင်တပ်သည်ပြီးခဲ့တဲ့အောက်တိုဘာ24ရက်နေ့ညနေပိုင်းမှစတင်၍တိုက်ချောင်းကြီးရွာဘက်သို့အင်အား100ကျော်ခန့်သုံးကစစ်ကြောင်းထိုးလာရာ AA ကကြားဖြတ်တိုက်ခိုက်ခဲ့တဲ့အတွက်ထိခိုက်ဒေဆုံးမှုများပြားခဲ့ကြောင်းသိရပါတယ်။တိုက်ပွဲဖြစ်ပွားပြီးနောက်စစ်ကော်မရှင်ကတိုက်ချောင်းကြီးရွာကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးမင်းပြင်ကြီးရွာကိုလည်းစက်တက်လေဒီပါရာမော်တာဖြင့်လာရောက်ပုံကျဲခဲ့ကြောင်းသိရပါတယ်။ကြောက်ဖြူမျိုးအမှတ်32တပ်ရင်းအနီးတွင်လည်းစစ်ကော်မရှင်နှင့် AA တို့တိုက်ပွဲပြင်းထန်နေခဲ့ပြီးစစ်ကော်မရှင်ဘက်ကနောက်ဆုတ်ထွက်ပြေးမှုများရှိကြောင်းဒေသခံများထံမှသိရပါတယ်။စစ်ကော်မရှင်ကရေတပ်ဌာနချုပ်များကိုအင်အားတိုးချဲ့ပို့ထားတော့လေမြေပြင်စစ်ကြောင်းများကိုစစ်ကူမပို့နိုင်သည့်အတွက်စစ်ကြောင်းထိုးလာသည့်တပ်များတေဆုံမှုများစွာနဲ့တပ်ဆုပ်နေရခြင်းဖြစ်ပါတယ်။ကျမရဲ့သတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေရှင်။